တန်းတိုင်းတော့အဆင်ပြေအောင်လည်းပေးထားပါတယ်ဗျIn car number 1, representing ဇိုးတအိုက်ဆွဲရင်အခုစီးတွေပါတယ်မမြင်ရမှာမို့လေအခုနော်ကျေးဇူးပါကို Jersey number 25, Putinan Kamsanov. Jersey number 29 as a captain, Sexan Kapkong. Jersey number 33, Putawan Sopa. And for the results player, jersey number 26, Sangrai Dauru. And jersey number 23, Kisanapong Dondavon. For the team manager, support Tumbrasha. မြန်မာဖြူပါဗျာလာဝအနီးပါဗျ Rowan Indra. Assistant coach, support Yingpong. Doctor, Wadapong Wokong. And representing Vietnam, player in jersey number 3, Wen Wang Lun. Jersey number 12 as captain, Wang Ning Zhao. Jersey number 8, Wayne Ngọc Sang. Jersey number 5, Yuan Wan Li. And for the reserve player, jersey number 11, Do Van Wong. Jersey number 6, Mo Kang Long. And for the team manager, Lei Tang Sun. ဟုတ်တယ်ကို AC ပဲ AC ပဲ John Tui. Assistant coach, John T. Hui. Doctor, Dao Wan Kwon. Your celebrity policeman, Shine referee, Mr. Abdul Halim Rana from Singapore. Official referee, Mr. Awet Jamalong from Indonesia. Call referee, Mr. Pat Indro from Laos. ဟိုဘက်ကထိုင်းနဲ့ဘီယန်နာပါဗျာစင်မီပိုင်နေပါဗျာဒီဘက်ကတော့မြန်မာအဲ့တော့အဖြူပါဗျာလာဝကတော့အနီးပါဗျာ Sali Malani from Malaysia. Line referee, Mr. Mayatmu from Myanmar. စင်မီပိုင်နေပါဗျာစင်မီပိုင်နေပါ Sachin Ong from Myanmar. Chalet referee, Mr. Sri from Thailand. Chalet referee, Mr. Ekasak Tapong from Thailand. Player and officer, shake hands please. In car number 2, representing Laos, player in jersey number 3 as captain, Dawi Chatwongsai. Jersey number 6, Peter San Bunpaser. Jersey number 5, Nung Suan. Jersey number 8, Rapunzel. ဒါအဖွဲချုပ်ပေးလေ And for the reserve player, jersey number 4, Sukasar Chan Hiam. ရိုက်ပြပေးရတယ်ပြိတ္ And တာ jersey number 1, Adong Pumsing. ရရ For the team manager, Santi Sijungpalat. Coach, Chandai ဒီဟာကိုရို Priyan. က်ပြပေးလိုက်ပြိတ္တကိုအရင်ရိုက်ပြပေး Coach, Virawut Raksamo. လက်ကိုညောင်းတာ Representing Myanmar team, player in jersey number 6, all you to go. Jersey number 7, Shimanasu. Ex-captain, jersey number 3, Sin Menu. Jersey number 5, Solomon Kwan. Jersey number 1, Yan Pia. နောက်ပြီးပြရတာ Action, ရရ Tianxin အဲ့လောက်ဆိုရတယ်ဆွဲအောင်ရတယ်ဆွဲလို့ရတယ် Solid. ရတယ် Kajamin Show. Assistant coach. ကဲခုဆိုရင်တော့စီမီပိုင်နဲ့ပွဲပါဗျအရင်အရေးကြီးတဲ့ပွဲစဉ်ပါဗျကျွန်တော်တို့အားသားသမားတွေကလည်းတက်တက်ကြွကြွနဲ့ခွန်အားပြည့်နဲ့အစဉ်သင့်ဖြစ်နေပါပြီဗျ Official referee, Mr. Tanchu Kamala from Singapore. Call referee, တို့ဘွဲချုပ်ကတာဝန်ရှိတဲ့လူတွေလည်းပဲဥက္ကရာကြီးမှာအစအားလုံးပြည့်ပြည့်စုံစုံရောက်နေကြပါပြီဗျဒီနိုင်အားလိုက်ကြိုးစားဖို့အတွက်အားလုံးဟာကို Assistant referee, စိတ်ကောအားကိုကိုကောအားထည့်ထားကြပါတယ်ဗျ from Thailand. Line referee,
Rongit Angkula from Thailand. Line number 3, Mr. Somsak Sukjan from Thailand. Challenger 3, Mr. Sri Samai Yemram from Thailand. Challenger 3, Miss Sampi Merosana from Thailand. Playing officers, shake hands please. ကဲအားလုံးပဲလာရောက်ကြည့်ရှုကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာလူကိုယ်တိုင်ကွင်းထဲကိုလာရောက်ပြီးတော့ဖြစ်စေ TV ဖန်သားပြင်ပေါ်ဖြစ်စေလာရောက်ကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးအများကြီးကျေးဇူးတင်ပါတယ်ဗျာ အားရလာဦးပွဲ အခုဆိုရင်တော့ကျွန်တော်တို့အုပ်ချုပ်နေဗျာထွေးမူကြီးတို့ဖြစ်ပါလေဗျာ ပွဲလေးနိုင်ပြီးတော့မိုင်းကိုဆက်သွားလိုက်အောင်ဗျာအမှန်ပုတ်ရောဗျာ အမှတ်ကတော့အခုလောဆယ်0-0ပါဗျာ အမကကျွန်တော်တို့អော်ပေးပါမယ်ဗျတကယ်လို့မမြင်ရခဲ့လို့ရှိရင်တောက်လျှောက်អော်ပေးနေပါမယ်ဗျကဲမိုးတီအောင်ဒူးနဲ့တိုက်မဲ့ဒိုးပမာဖြစ်ပါလေဗျဒါစီမီဖိုင်နယ်ဖြစ်ပါတယ်ဗျဒါစီမီဖိုင်နယ်ပါဗျဒီပွဲနိုင်ရင်ကျွန်တော်တို့ကဘိုလူဝဲကိုတက်ရောက်သွားပြီဖြစ်ပါတယ်ခင်ဗျတဲ့သွားလိုက်နော်နော်မကြည့်ပါနဲ့ရှိတယ်ဟိုမှာရှိတယ်ဟိုမှာရှိတယ်ရှိတယ်ဟိုမှာရှိတယ်လို့ပါဆရာတို့ရှိတယ်ဆရာအဲ့ငါတို့တောင်းလိုက်ဆိုတော့ကဲစားပြီမျိုးလေးစားထိုးပြီဗျမျိုးလေးပုတ်ချင်းနှလုံးလာပြီမေးပြီကောင်းလိုက်တာအာဒီရဲ့10တောက်ကလည်းဗျာဣဖတ်နေတာပဲအာဒီကရဲ့10တောက်ကလည်းမြန်မာကောင်းလိုက်တာဗျာထောက်စားချင်းဇေဥပေါက်တမတ်ရတာပါလေဗျာအခုဆိုရင်တော့လာအောင်စားပြပြပါတယ် တက်ကြတော့ကို ကောင်းလိုက်တာအာကြီးမြန်မာနမ မျိုးလေးစားပြီမြန်မာနမက်လာအို0ပါဗျမျိုးလေးစားပြီမာယာစားပြီစထုတ်ပြီအေးရတယ်ရသေးတယ်မေးပြီအော် ပြန်တိုက်ကြပါရပါတော့လိုက်ရလို့1-2 ပြပါတယ်အမကမျိုးလေးလစ်ကလည်းအိဖန်နေတာပဲဗျာ
ပြန်တိုင်းမှာရောအဲ့ဒါလေးကြည့်တာ စပ်ပါမြန်မာတော့မှာဒါတော့တမပါအားကနောက်ဆုံးစီမီဖိုင်နယ်ပွဲပါနော်စီမီဖိုင်နယ်ပွဲပါဒီဘက်တိုင်းဘယ်လိုတော့မျိုးလေးစားပြီးကောင်းလိုက်တာဗျာလိုင်းနေတော့ဗျာကြောက်စရာကြီးမျိုးလေးမှမျိုးလေးမြန်မာလေးမလာဦးတမပါဗျာဒါစီမီပိုင်နဲ့ပွဲစဉ်ဖြစ်ပါလေဗျာပြန်မတော့1-4ပါလာဝတ်တမပြမှာလေးပါနော်ဆက်တော့1-4ပါအားကြီးကောင်းကူထားတယ်ချိန်လေးကိုတင်လိုက်တယ်ကောင်းလိုက်တာဗျာဒါတိကခွဲရင်အထောင်းနေရတယ်ပဲကျိုးနဲ့ထိုက်တာမှရမ်းနေအောင်ပဲတကယ်တိကျတယ်ဗျာခုလိုမြန်မာ9မှတ်လာဦးတမဖြစ်ပါတယ်မျိုးလေးစားပြီးလာပြီးခံမန်းလို့မရတဲ့စားပြီးတွေအေးစေးထိုးထားတယ်ဖမ်းထားတယ်ဟုတ်ဘရောစင်သွားပါတယ်ဗျမြန်မာ9မှတ်လာဦး2မှတ်ပါဗျာ ကိုတို့လေးရေးလဲကျန်းနေပြီကိုကောင်လေးကတော့ခုလိုလာဦးစားပြီးထိုးထားတယ်အာဤသားလေးကောင်းကူထားတယ်အာဒီတင်ထားတယ်ဤဖက်ဆက်ကောင်းလိုက်တာဗျာမြန်မာ6မှတ်လာဦး2မှတ်ပါဗျာကိုဘက်ထိုင်နေဒီရှိအကိုပဲထိုင်နေမြန်မာ6မှတ်လာဦး3မှတ်ပါဗျာလာဦးစပိတ်ထုံပါဗျာမြန်မာဝေးလိုက်လို့မရဘူးဟုတ်ပါတယ်ဗျာဟုတ်ပါတယ်နှလုံးနားလည်းမှုလွဲသွားပါတယ်ဗျမြန်မာ6မှတ်လာဦး4မှတ်ပါဗျာ I already got permission I have permission เข้าอะไรไลฟ์แค่คนเดียวอันนี้ไอ้ official ไอ้เชียวใช่กินข้าวอ่ะ มาလာပြောနေလို့ဗျာလေးလွင့်နေလို့လာပြောနေပါတယ်ဗျပြောလေလွင့်မှာပါဖြစ်ပါတယ်ဗျတာဝန်ကြီးလူကြီးတွေကိုရှင်းခိုင်းတာပါတယ်ဗျမြန်မာ6မှတ်လာဦး5မှတ်ပါဗျာလာဦးစပိတ်ထုံမှာဖြစ်ပါတယ်လာဦးကတော့စပိတ်ရန်ထိုးတာဗျာကျွန်တော်ကတော့ဝေးရလို့ပြောတယ်ဗျကျန်လန့်ခေါ်တာပါလေ这不是这个说的什么大不了说的大中间马上就弄过这里吧的那个中间不是ဖြစ်ပါရဲ့这个မြန်မာကျန်လန့်ခေါ်တာပါလေဗျမရလိုက်ဘူး
မြန်မာ6မှတ်လာကို6မှတ်ပါဗျ ဒါတို့ရေလောက်တော့မပေါ်နဲ့ မြန်မာ6မှတ်လာ6မှတ်အာတိစားပဲထိုးပြီဗျ အမတ်ကျက်ပြ ဟေး အေးရဒီ ဟိုးအာတိစားပဲကြောက်စရာကြီးဗျာတလုံးပေါက်သွားပါပြီဗျအမတ်ကမြန်မာ9မှတ်လာ6မှတ်ပါဗျ လာကိုစားပဲထုံမှာပြပါတယ်အေးစေးအေးစေး မြန်မာ8မှတ်လာ6မှတ်ဖြစ်ပါတယ်ဗျအခုဆိုရင်တော့အာတိစားပဲထိုးပြီဗျ လာအောင်9မှတ်မြန်မာ10မှတ်လာအောင်စားပြီးထိုးထားတယ်မျိုးလေးပန်းထားတယ်ဤဖန်နေတယ်ပေါင်းလိုက်တာဗျာအာဤ မြန်မာ စင်ဘန်းမှာဖြစ်ပါတယ်ဗျာအာဒီထိုးထားတယ်ဘရောမိပြီတင်တာ အေးစေးအေးစေး 10မှတ်9မှတ်ဖြစ်ပါတယ်လာအောင်စားပြီးအာဤကောင်းကူထားတယ်အတော်လေးတင်ထားတယ်ကောင်းလိုက်အာအပေါ်မှာပြနေတယ်အပေါ်လည်းပထမပွဲပါဗျပထမပွဲပါဗျ အဲ့တော့လက်ချုံးလို့ပဲမလား ဒီမင်းကတော့လည်းပါလေ သုံးနေပဲ ဒီလိုတင်ပြီးပါလေနိုင်တဲ့ဒီပြပါဆက်ပြီးနေအေးစေးအေးစေးကိုလေးအမတ်တူကြီးရအမတ်တူကြီးရဘုမတ်တူကြီးရအေးစေး ထိုးထားတယ်အာဒီထိုးထားတယ်ပြန်လာတာအပြင်အပြင်ဟာဒိုင်ရလဲကွာအပြင်ကကန်တဲ့အလုံးကြီးကိုလာအောင်10မှတ်မြန်မာ9မှတ်ဖြစ်နေပါလေဗျเขาไม่ให้ไลฟ์สดนะแต่ว่าบันทึกวิดีโอได้ sorry แต่เขาอ่ะไอ้
นั่งแค่เพศเดียวมาคอไอ้เนี่ยเขาไม่ไลฟ์ไม่คือให้เขาปิดไลฟ์สดหลายด้วยไม่ได้ ကိုရေး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 တကယ်လောက်လို့ เดี๋ยวเขาจะไล่กันหมดเลยถ้าเกิดว่าเขาเห็นที่เขาไล่เขาจะไล่ตามเดี๋ยวไอ้ผู้ใหญ่คุย ရောက်ပြီးရောက်ဒါလာလာပြောနေဘာပြောမှမသိဘူးတော့တော့ကြောက်ကောင်းတယ်မြန်မာ9မှတ်လာအို10မှတ်ပါဗျာဒါရောအေးစံလောက်ထားကြအောင်မိုက်တာကွာရမယ် ပရမပွဲပါကိုကြီးပရမပွဲပါဗျအာစိတ်လျှော်တာမြန်မာ9မှတ်လာအို17မှတ်ပါဗျအေးစေးအားဒီနေရာမှာကြောင်းတိုင်းဝင်ရောက်လာပြီဖြစ်ပါတယ်ဗျ ရပြီအေး မြန်မာ ကောင်းတယ်ဗျာမျိုးလေးစားပေး ကိုလေးစားပြီးကြောက်ကြရကြီးဟာ အေးစေးလာအို17မှတ်မြန်မာ10မှတ်ပါဗျာလာအိုစားပေးထိုးမှာပြောမြန်မာဒီလိုအမှတ်တူပြသွားပါပြီဗျလာအို17မှတ်မြန်မာ17မှတ် 17မှတ်2ပါဗျာအေးစေးလာအိုပိုင်တာပြန်တော့ဝေးသွားတယ်ဗျာမြန်မာမတ်ဆက်တဲ့မြန်မာ17မှတ်လာအို17မှတ်ပါဗျာလာအို17မှတ်မြန်မာ17မှတ်ပါဗျာလာအိုစပေးထုံးမှာဖြစ်ပါတယ်လာအိုတိုင်းအောင်ခေါ်တာပါတယ်ဗျာဒါဆရာခဲသွားထိုင်လေထိုင်ရရတယ်ဘက်မှာဒီဘက်မှာရဒီဘက်မှာလူကွယ်မှာမို့ ဒီဘက်လာမှာ ကြာ မပြထိုင်ရတိုင်းဘယ်ဗီဒီယိုရိုက်အောင်သွား ဒီမှာဗီဒီယိုလေးရနေလို့ပါဗျာ ရကိုရလွတ်တယ်
မြန်မာ12မှတ်လာအို17မှတ်ပါဗျ13မှတ်လာအို17မှတ်ပါဗျအေးစေးကိုအမကအပေါ်မှာပဲโอเคအတန်းနိုင်ဆုံးချိုးသားလွင့်ပေးနေပါတယ်ဗျအဒီသားပြီဒိုးပြီမိကွာမြန်မာ14မှတ်လာအို13မှတ်ပါဗျဒီလုံးဖမ်းကြရင်တော့ပထမပွဲငယ်တစ်ပွဲစားမယ်ဗျလုံးရဒီလုံးစီးလိုက်ပြီးပြီဗျမန္တကွာလုံးမန္တလိုက်ပြီးတော့ဒီပွဲသိမြန်မာပွဲငယ်တွေနိုင်ရရှိပါတယ်ဗျအမတ်တာယူအေးစေးယူထိုင်းနဲ့ဘီယန်နာတော့ထိုင်းရဲ့14မှတ်ဘီယန်နာ17မှတ်ပါဗျာကိုကနည်းနည်းပေါ့နေလို့လေနော်ကောင်းပါရဲ့ဗျအကုန်ကောင်းပါတယ်ဗျမပြည့်ကြီးနော်ခေဇွန်းလေးဆွဲပေးလိုက်ပါဦးဘိုးဘက်ကိုအားလုံးအကျုံနီးပြတွေတင်းမွေးဟိုလာရောက်ကြည့်ရှုနေကြတဲ့ကျွန်တော်တို့အပွဲချုပ်ကတောင်းရှိနေအပွဲချုပ်ဥက္ကရာကြီးကိုယ်တိုင်လာရောက်ပြီးတော့ခွန်အားပေးနေတာဖြစ်ပါတယ်ဗျဒီမှာတခုပွဲချုပ်ကတာဝန်ရှိသူတွေပွဲချုပ်ဥက္ကရာကြီးကိုယ်တိုင်တို့အသင်းသားတွေနဲ့တသွေးနဲ့တသားနဲ့အတူတူစားပြီးတော့လာရောက်ပြီးတော့ခွန်အားဖြည့်ပေးနေတာဖြစ်ပါတယ်ဗျတိုင်းမလို့နဲ့တော့ဘူးလိုက်ပဲလိုက်ဘူးပြေးတယ်ဘောကျပြေးဘူးပဲလိုက်ပြေးရဒီမှာဒါလည်းတိုင်းနေတော့အဲ့ဒါဝေးရလုံးကျွန်တော်လိုက်လွှင့်တာလေးတွေတော့မိသားခံတာတော့ဘောကျပြေးဘူးပဲရလာပြီလေနှစ်ယောက်တွဲပြန်ဝင်မပါပါဘူးဗျဒီမှာကိုသူလူနေဘာထိုင်တော့နေပါလဲလာဦးသားမင်းစားထိုးလာရဲ့ဗျဒီမျိုးလေးဒါရပန်းလာတဲ့အာတီပင်းတောင်ကောင်းလိုက်တဲ့ကျောင်းတိုင်း
က်ကြကြီးဗျာရောက်ချက်ကြီးတွေကပေါ်တာပုတ်ပါပြဲတယ်ဟောဒီပွဲနဲ့ဘလူပွဲတက်ပါပြီခင်ဗျာဟိုတာပုတ်တာလည်းမျိုးလေးအေးဟိုပြက်ဘောကြီးတော့ရမ်းတက်လာတယ် ကဲဒီလာအောင်စားပေးဖြစ်ပါတယ်အောင်ချိုင်းအောင်ချိုင်းလေးပြေးလာရဗျာပြန်ပြေးရတယ်ကဲမျိုးလေးမာယာစားပေးလေလိုင်းတူလိုင်းကောင်းတယ်ကွာဘန်းလားဒီကွာဘယ်နည်းလဲလဲဒီအော်ပြပါလေအမကကောင်းလိုက်တယ်တော့ကွာရန်ကောင်းပါလေဗျအာတီလေးနဲ့ချောင်းတိုက်ရဲ့ရိုက်ချဲနဲ့ကဲလို့အမကလာအောင်2မှတ်မြန်မာ3မှတ်မြန်မာစားပြီးမျိုးလေးထိုးထားမယ်ဗျမျိုးလေးကြည့်နေတယ်ဘယ်လိုထိုးရမလဲအေးဆေးလေးထိုးထားတယ် မိပြီကွာပထမပွဲမြန်မာနိုင်သားပါတယ်ဗျအမှတ်2ပါဗျအမတ်တူ3မှတ်ပါဗျကောင်းတယ်ကြောင်းတိုက်ကန်ထားတယ်ပေါပြီဟာမိပြီဝေးတယ်ဝေးတယ်ကောင်းပြီပါလေကောင်းတယ်ဝေးတယ်တော့ပေါက်လို့မရအောင်မ4မှတ်ပါဗျကောင်းပါလေဘရောအစင်လေးကန်ထားတယ်ကြောင်းတိုက်မြန်မာ9မှတ်လာအောင်4မှတ်ပါလာအောင်စားပေးအမှန်5မှတ်ဖြစ်ပါတယ်ခင်ဗျဝေးပါတယ်ဗျာ
ဘယ်အသင်းမှအထင်သေးလို့မရဘူးဗျအားလုံးကမင်းပါလဲငါပါလဲအသင်းတွေကြီးပဲဗျမားတဲ့လူခံရမှာပါတစ်ချက်မားတဲ့လူခံရမှာပါဗျခုဆိုရင်တော့လာအိုသင်းကချန်နယ်ခေါ်ထားပါတယ်မြန်မာရပါတယ်ဗျာမြန်မာ6မှတ်လာအို9မှတ်ပါဗျာခုနကတော့ကြာတော့အမှန်မပြောင်းသေးဘူးအမှန်မပြောင်းသေးဘူးပြောင်းပြီ6မှတ်9မှတ်ပြောင်းအေးအာဒီစားပေးထိုးရမယ်ကြည်နေတယ်ပေါက်ပြီကွာကောင်းလိုက်တာကြောင်းတာအာဒီကဲ10တောက်ကလည်းအိပန်နေတာပဲဗျာခုဆို challenge ခေါ်ထားတယ်ဗျမြန်မာရပါတယ်ဗျာမြန်မာရပါတယ် မြန်မာရပါတယ်ဗျ challenge ခေါ်တာမြန်မာ9မှတ်လာအို9မှတ်ပါတော့အစဉ်ပြေသလိုလေးရိုင်းနေရတော့နည်းနည်းလေးနားလဲပေးကြပါခင်ဗျဟဲ့လေမင်းတို့ဘီယန်တော့အပေးလိုက်ပါကွာခုဆိုတိုင်းမောက်ခေါ်ထားပါတယ်ဗျဟဲ့လေဘီယန်တော့မြန်မာ6မှတ်လာအို9မှတ်ဖြစ်ပါတယ်အို9မှတ်မြန်မာ9မှတ်လာအို9မှတ်ဖြစ်ပါတယ်ဘီယန်တော့အပေးလိုက်ပါကွာခုဆိုတိုင်းမောက်ခေါ်ထားတယ်ဗျပထမပွဲမြန်မာအနိုင်ရရှိထားပါတယ်ခင်ဗျဟုတ်ပါပါညီလေးဘုန်းကြီးလေးကိုခေါင်းလေးနဲ့လောက်လို့ကျွန်တော်လွတ်လာဟိုဟာဒီကလေးလွင့်နေလို့ပါဗျကဲခုဆိုရင်လာအိုစားပေးဖြစ်ပါတယ်ဝေးကွာပေါင်းလိုက်တဲ့ကျောင်းတိုင်းကမူပိုင်ရက်ွက်ပါဗျာကျောင်းတိုင်းရဲ့မူပိုင်ရက်ွက်မြန်မာ8မှတ်လာအို9မှတ်ပါဗျာဝေးကန်ပါတယ်ဝေးကိုကန်ချပလိုက်တယ်ဝေးကိုမြန်မာ